ကဲဒီကတော့ကိုရှိနဲ့ဦးလေးနဲ့တပွဲနဲ့လည်းအဖြစ်ပေါ်နှစ်ပွဲနဲ့လည်းအဖြစ်ပေါ်သုံးပွဲနဲ့လည်းအဖြစ်မပေါ်လို့ဒါနောက်ဆုံးအနိုင်အဆုံးဖြတ်ပွဲပဲဖြစ်ပါတယ်ကဲဆက်လက်ကြည့်ရှုအားပေးကြပါဦးဟာဒီကပြောင်းလာလေးရှိရခဲ့တိုင်းပါကျောင်းပြောင်းလာပြီပြောင်းလာဆန္ဒထူလေရဲဒါလေးရှိအောင်သူအတိုင်းနဲ့ရှောက်သူပုံစံသူ့မှာတော့ပြောင်းမှာဒါလေးရှိရှာတော့နော်ငါဒီအဲ့ဒီတက်လာဘယ်ကောင်းသုံးပွဲထိသိတယ်ဆိုတက်ပါကဲချုံးဖက်ဆိုတော့ဒီထွက်လိုက်ပါတော့ဒီကွယ်ဒီတော့ဒီပေါ့ရှုံးလာရှုံးလာရှိတယ်ဒီချိန်ကခါချွဲကွာဒီကြောက်နေအဲ့မှာကြောက်လိုက်တာတိုက်တယ်ဆိုဒီဘက်ကကျန်နော်စောင်းလို့တော့ဒီဆုံးဖြတ်ချက်မပိုင်ဘူးပြည့်ဒီကစဉ်းစားနေဆုံးဖြတ်ချက်ကိုတစ်ချက်ချလိုက်နာမသားတာအရင်စားအောင်လားရှုပ်ကမရှိဦးလေးဟမ်ရှုပ်ကရှိလားမရှိဘူးလားရှိရလို့ဒီကြောင့်ဘက်တော့ပေးတာဒီမှာကျွေးလိုက်လို့ရှင်ဦးရောင်းမကြက်ပုံပေါ်ရတန်းဟုတ်လေရှုံးနှမျောစီအဲ့ဝလာအဲ့ဝလာလေရှုံးမဲ့လူဆိုတော့မမြင်တော့ဘူးကွက်တယ်ရှုံးတော့မှာကွတော်လာနော်အဲ့အေးဟုတ်တယ်နော်ဒီကွယ်ဦးလေးရတော့မရတော့ဘူးဦးလေးဆိုတော့တော်တာပါငါကိုချီလိုက်ဖို့တော့ခက်သွားပြီအဆန်းအခုကကျွန်တော်မရတော့တော့မောင်ရိုက်ချင်ဒီကမြုံနာရောက်တယ်ဦးလေးရောခွင့်ပြည့်တယ်နှရောတော့မောင်ရိုက်ချင်ရတော့မောင်ရိုက်မြဘယ်ဒီပါအဲ့ဒါတူတာကျွေးရှိတယ်ကိုဒီမှာဒီကောင်ကျွေးလို့ရတယ်ကျွေးဖို့ရအောင်မပြင်းပြင်းနဲ့ပြင်းပြင်းနဲ့ထပ်လို့ရတယ်ဦးလေးရမလို့ရှုံးမိုးလီရှောင်းနေတဲ့အခုကလည်းဆိုင်နေတော်ပြအောင်အခုကကိုရှိကောင်နဲ့ရှင်းအောင်အောင်လာလုံးအောင်နီဝဲမရှိမလိုက်ဖြစ်သွားရင်
မရဘူးရှုံးသက်ဆိုမရတော့ ဆိုသွားပြီအခုနိုင်နေလေလောက် အဲ့ တယ် ဒါကတော့တော့ဘာညာကျွန်တော်ဟိုတိတ်မသာတော့တဲ့ခါကျတော့မြင်တယ်ဦးလေးကြဘောကမှဦးလေးညတော့ပါသွားကိုရှိရရှက်မေးနော်တော်ပြီးကြောက်ဦးလေးရမရမမြင်ဘူး လက်မမြောင်းဘူးရမ်းလိုက်နော် အခုကကိုရှိရတော့တာရဲ့ဦးလေးရှင်မအောင်ရှင်မအောင်ဘူးလေ ပြီးတော့လည်းကွာ ပြီးတော့များတော့ရှင်မအောင်ဟုတ်6កောင်လေးပါဆိုရှင်မအောင်တော့ကိုယ့်ကိုမပြောပါရှင်မအောင်တော့ ကဲကျစဉ်းစားမှဝင် အဲ့လိုရှိတာ နောက်ပြန်ရတဲ့နောက်ပြန်ဆိုရင်နှမျိုးစရာ ပြောပြ ဒီဘက်ရှိစရာမရှိတော့ဒီဘက်ပဲပြန်ရအောင်စဉ်းစားအပိုင်ဟုတ်လား ကြားချန့်ရှိတော့ကြားလွတ်လွတ်ဟုတ်တယ်ပြီးတော့ ပြန်ပြီးသွား ရှိရလို့ ဟုတ်သုံးပေါင်ကြီး ကိုရှိရလို့ရတယ်ကျွန်တော်ပြန်ရအောင်ပြီးတော့ခိုင်းတယ် ငါသုံး ကို ပေါင် ရှိရကျွန်တော်ပြောအောင်ဒီမှာပြောတော့အေးလေကိုရှိရကြတက်ပြန်လို့ပြောတော့ဦးလေးချာ ဒီမှာ အေးဦးလေးအတိုင်းတက်ပြန်လို့ဒီလိုလုံးရင်ပြီးတော့ပြောတော့ လုံးမရဘူး သုံးပေါင်တီးမှာပဲ သုံးပုံပဲ ညပြောတော့ ဒီကောင်တီး ဟုတ်ပြီ အဲ့ဒါတွေကငါလိုက်တာသုံးပုံသူ အဲ့ဒါကျွန်တော်ဘယ်လိုစဉ်းစားလဲ တေကြတာကြီးပါငါအဲ့သုံးပေါင်မတွေ့ဘူး ကိုရှိရကျွန်တော်ပြောဦးလေးဟိုလို့တော့ဟုတ်ဟာကောင်လွတ် ငါလည်းဒီကောင် ကို တက် ရှိရ လိုက် ကျွန် ပါ တော်ပြောရတယ် ဒီကောင်တက်လိုက်ပါ ကိုကြီးကဦးလေးကိုရှံပေးတယ်နော်ဦးလေးဟိုရှံပေးနေတယ်ဦးလေးရောမမရ အေးသုံးပေါင်ကြီးခရီးကျိတ်သွားကွာ ပြီးပြေးလိုက်ခဏမနေ့မလေးဦးလေးပွဲတော့ဒီပဲကြောင်နမနေ့တော့ တေပဲနဲမှာကွာဦးကြီး ကဲထပ်ပြီးတော့တေကြပြန်ပြီခင်ဗျာဦးလေးနဲ့ကိုရှိနဲ့ဒါ၄ပွဲမြောက်တေကြအနိုင်အဆုံးဖြတ်ပေါ်ဖို့အတွက်ဒါ၅ပွဲမြောက်စီသွားပါပြီ